တရားချစ်ခင်သူတော်စင်သူတော်ကောင်းပေါင်းတို့သည်ကိုယ်စိတ်နှပြပေးရန်ခွာ၍ရာတို့စီစိမ်များလဲတို့တက်နိုင်ကြပါစေတရားချစ်ခင်သူတော်စင်တို့အတွက်ယခုယုဖတ်ပူဇော်ပေးမဲ့ဂါထာတော်ကတော့ဒီနေ့မှတစ်ကြိမ်သာယုဖတ်ပူဇော်ပေးရုံဖြင့်လက်လာပါများတို့တက်လာစေပြီကိုယ်အနိနာပတ်ဝန်းကျင်မှာရှိတဲ့ယောဂစိုးဘုံမစိုးတွေစောင့်ရှောက်ပုဂ္ဂိုလ်တွေကနေပြီးတော့ဂါထာယုဖတ်သူကိုလက်လာဘတွေပုံများအောင်လက်လာဘဝင်းမြင့်လမ်းတွေဖွင့်ပေးတာမျိုးလွယ်ကျော်နေတဲ့ကိစ္စရက်တွေကိုတက်မှတ်ပေးတာမျိုးတွေနဲ့ဇီဝဥစ္စာတိုးဝါအောင်ကူညီပေးနိုင်တော့ဂါထာတော်မြတ်ကြီးဖြစ်ပါတယ်စေတရမနံပတ္တာမိစေတရမနံဒုနာမိအရဟံဝိဇာဇယံမေတေတုစေတရမနံပတ္တာမိစေတရမနံဒုနာမိအရဟံဝိဇာဇယံမေစေတရမနံပတ္တာမိစေတရမနံဒုနာမိအရဟံဝိဇာဇယံမေတေတုစေတရမနံပတ္တာမိစေတရမနံဒုနာမိအရဟံဝိဇာဇယံမေစေတရမနံပတ္တာမိစေတရမနံဒုနာမိအရဟံဝိဇာဇယံမေတေတုစေတရမနံပတ္တာမိစေတရမနံဒုနာမိအရဟံဝိဇာဇယံမေစေတရမနံပတ္တာမိစေတရမနံဒုနာမိအရဟံဝိဇာဇယံမေ